ဘုံဆိုင်နဲ့ရောက်လို့ထိုင်နေကြနေရလေးမှာထိုင်မယ်လို့ကြံကာပဲရှိသေးတယ်ဖေးဝိုင်းကဦးလေးကြီးကတောက်တစ်ချက်ခပ်ပြင်းပြင်းခောက်ပြီးကုံစင်းနှုံးတွေဒါမတက်ခဲ့ရင်ကွာလို့နင်းနေတီးတီးရေရွတ်တယ်နောက်ကျောဘက်ဝိုင်းကခြာသိတ်ကလေးကလည်းတူမတာကျွန်တော်ကိုပြစ်မသွားခဲ့ရင်ဗျာဆိုပြီးဆွေးဆွေးမြင်းမြင်းထပြောပြန်တယ်ဆိုင်ရှင်ဦးသုတ်ကြီးကလည်းစုံသွားတဲ့သူမိန်းမကိုသတိရနေတယ်ထင်ပါခြေလမ်းတွေလေးသည့်လေးကန်နဲ့အရက်ပလင်းတွေလိုက်ချပေးနေတယ်ကျုပ်လဲကြလာတဲ့မျက်ရည်တွေကိုခိုးတုံရင်ရင်ထဲကိုအရက်ခါးကားတွေလောင်းထည့်နေရတယ်သိရတယ်ဒီနေ့တဆိုင်လုံးအသေးကွဲနေတယ်